အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာရွှေကဘာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်တော့ဒီညတော့စာရေးဆရာဇီယန်နာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ဘုံဘွားမှပြေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာသူရိန်နေမင်းကြီးကရှေ့ဘက်တောင်တန်းတွေကြားထဲကနေပဇွန်စီအောင်လင်းအောင်ကြီးတွေကိုလောကတစ်ခွင်ပြုတ်ဝလူစဲစဲချိန်ကျင်းကတာရကာတို့ရဲ့နားပြောဝဲအတန်လေးတွေနဲ့အတူတာယာကုန်းရွာလေးကတက်ဝင်လှူရှားလာခဲ့တဲ့မနက်အာရုံတက်ချိန်လဲလဲကိုင်းနဲ့ဆင်းကြတဲ့တောင်လူသမားတွေရဲ့စကားတန်ဟဲ့ညိုနဲ့ဖေ့သားကြီးမြန်မြန်သွားပါဟာဆိုတဲ့လဲသမားတွေရဲ့အတန်တောင်းတွေပလုံးတွေထိပြီးထွက်ပေါ်လာတဲ့တကွမ်းကွမ်းတန်တွေကြောင့်လဲတာယာကုန်းရွာလေးကပိုပြီးအသက်ဝင်လာခဲ့ဆိုလဲမမှားပြီဘူးအလားတူရွာထဲကတဲအိမ်လေးမှာလည်းရေနံစီမိမိလေးကထွက်ပေါ်လာခဲ့တယ်။များမကြမီတဲအိမ်လေးရဲ့ဘေးဘက်ထန်းလက်တွေကာထားတဲ့ကြော်တဲလေးထဲမှာတော့မိခိုးဦးလေးတွေတလွင်လွင်တက်လာတာကိုမြင်ရတော့မှဖြစ်ပါတယ်။အဲ့ဒီကြော်တဲလေးကတော့မန်းရင်လာရဲ့ကိုပိုင်ဝင်ငွေကိုရှာဖွေပေးနေတဲ့ကုမ္ပဏီကြီးတစ်ခုပေါ့ဗျာ။တားကြီးရေတားလူလေးအောင်မြတ်တာထားတော့လေမိုးတောင်နေပြီ။အမေကြော်ကြော်ကိုမီးမွေးထားပြီလူလေးထားတော့အောင်မင်းသားတရားအေးရဲဆိုတဲ့တန်တဲ့တူလမ်းတစ်ဖက်ကိုဆန်တန်းပြီးအကြောပြေးလိုက်တယ်။အိမ်နောက်ဖေးကယူရဲကရေကိုအုံမခွက်နဲ့ခတ်ပြီးအမေစင်တင်ထားတဲ့မိသွေးခဲနဲ့သွားတိုက်ပလုတ်ခြင်းပြီးအိမ်မော်ပြန်တက်လာတော့ညီမလေးထွေးငင်ကအိမ်မော်ကျနေတော့အဲ့ဒါနဲ့အိမ်ပြော်နေတဲ့ညီမလေးရဲ့နှမိုးပြင်ကိုအตาရဖွားနှမ်းပြီးနေစားတူဟာကိစ္စတွေကိုအမေနဲ့တူဝိုင်းလို့ဖို့တက်ကြွတဲ့ခြေလမ်းတွေနဲ့ကြော်တဲလေးတွေကိုဝင်လာတော့မြို့ဝေးမှာအလုံးများနေတဲ့အမေကအပြုံးလေးနဲ့စီးကြိုနေတယ်အဲ့ဒါကတော့အောင်မြတ်သားတို့ရဲ့မိသားစုလေးပါပဲမန်းရလှမှာကယောက်ျားကမရှိတော့ဘူးငယ်မလေးထွေးငယ်လာသားရွက်မှာပဲလဲလဲစင်းရင်ပိုးထီလို့ဆုံးမသွားခဲ့တယ်အဲ့ဒီအချိန်ကအောင်မြတ်သားက9နှစ်သားပေါ့လူငယ်ကလေး2ယောက်နဲ့မန်းရလှ1ယောက်ဘဝရဲ့ဒုက္ခတွေကိုခါးစည်းခံပြီးကျွေးမွေးလာခဲ့တာအခုဆိုအောင်မြတ်သားလေးတော့73နှစ်ကျော်လို့14နှစ်နဲ့ဝင်လာခဲ့တယ်ထွေးငယ်လေးကတော့10နှစ်ကျော်လေးပဲရှိသေးတယ်အဲ့ဒါနဲ့ရွာထိပ်ကတဲထဲမှာပဲအကြော်ကြော်ရောင်းရင်းနဲ့တားမိ3ယောက်ဘဝကိုရှုံးမပေးပဲပျော်ပျော်ရွှင်နေလာခဲ့တာအခုဆိုအောင်မြတ်သားလေးတော့အားကိုးလို့ရနေပြီတားရီဘူးသီးလေးလိထားလိုက်အမေစီယိုးတည်ထားတယ်စီယိုးပူတာနဲ့အစင်းသင်းကြော်လို့ရအောင်မြတ်သားတရားကိုနေစဉ်လုံးနေကြလို့ဖြစ်လို့ကျွမ်းကျင်စွာပဲဘူးသီးလုံးကိုအလဲကနေခွဲပြီးအနေတော်စိတ်လေးတွေလှီးနေလိုက်တယ်အမေရပြီဘူးသီးကအစင်းသင်းဖြစ်ပြီစီပွင့်ကြောလို့ရပြီနော်။အော်အေးသားမင်းညီမလေးကိုလည်းတစ်ချက်သွားကြည့်လိုက်ပါဦး။ချိန်တွေမှတ်တွေကိုက်နေအောင်မယ်။ကျန်တာမင်းဆက်လုပ်လိုက်မယ်။ဆိုတာနဲ့အောင်မြတ်သားတယောက်ဟုတ်ကဲ့မေဆိုပြီးရန်နီရိုက်တိုင်းတဲလေးဘော်ကိုတက်ပြီးအိပ်ပျော်နေတဲ့ထွေးငယ်ပေးကနေရက်ခတ်ပေးရင်အိမ်မောကျနေတဲ့ထွေးငယ်လေးရဲ့ပါကိုရှုပ်ကနေတစ်ချက်နမ်းလိုက်တယ်။အဲ့လိုနဲ့မနက်နေထိုင်နေမယ်လေလောက်ရောက်မှကြော်တွေအလုံးကုန်သွားခဲ့တယ်။တင်းစင်းစရာရှိတာတွေကိုအမေနဲ့တူသိမ်းဆဲပြီးအိမ်မောတက်လာတော့ထွေးငယ်လေးကနိုးနေပြီးမျက်နှာတော်တစ်ပြီးနေပြီ။ဟာအကိုညီမလေးတော့နိုးနေပြီကိုလာအမေကကိုတို့အကြော်ချန်ထားပေးတယ်ထမင်းချမ်းကလေးနဲ့စားရအောင်ကိုကြီးကြက်တုံကျော်ရှိသေးလားညီမလေးကအဲ့ဒါနဲ့ပဲစားချင်တာရှိပါဗျာရှိပါညီမလေးကြိုက်တယ်မှန်းသိလို့အမေကချန်ထားပေးပါတယ်ဗျဝေးဒါမှတုံးမေကွာဆိုပြီးအမေပေါင်ပေါ်တက်ထိုင်ပြီးစီကြီးပေးနေတဲ့အမေရဲ့ပါကိုရှုပ်ကနေနားလိုက်တယ်အမေကတော့အကဲမလေးပို့ပြီးသွားအကိုကြီးနဲ့သွားစားအမေထမင်းကိုတည်လိုက်အောင်မယ်ဆိုတော့မှအမေမောင်မောင်ကနေဆင်းပြီးမောင်နှမ2ယောက်ထမင်းချမ်းခင်းတဲ့အကျော်နဲ့ဖက်စားနေရင်အားရပါးစားနေတဲ့ထွေးငယ်လေးကိုထိုင်ကြည့်ပြီးအောင်မြတ်သားတယောက်ပြုံးလိုက်မိတယ်အဲ့လိုနဲ့မနက်ကစောကြီးထလာရတော့ထမင်းစားပြီးတာနဲ့မျက်လုံးကငိုက်လာတယ်အမေတာခဏအိမ်အောင်မယ်ထွေးငယ်ကိုဝေးသွားပေးမစားနဲ့နော်သူကလက်ကတော့ပါပြီနဲ့အခြားကလေးနဲ့ရံဖြစ်နေမှပြဒုက္ခအေးပါသားရဲ့ခဏအိတ်လိုက်အမေထွေးငယ်ကိုကြည့်ထားပါမယ်အေးရှိခွပြစ်လေးမှာဝဝချမ်းကောင်းကိုမြင်ရင်ထမင်းလုံးစီနေတော့ဘလို့အိပ်ပျော်သွားမှမသိဘူးအိမ်နောက်မှာဆွညံတန်ကြားမှာလမ်းနှုတ်လာတယ်နိုးလာတော့ရွာထဲကထုံမကသူသမီးကိုလက်ကဆွဲပြီးအမေနဲ့စကားများနေတာကမန်းကနန်းအိမ်ဘောကပြေးစင်းပြီးအမေဘာဖြစ်တာတော့ဘာဖြစ်ရမလဲနင်းညီမပေါ့ငါသမီးကိုခဲနဲ့ထုလိုက်တယ်လေဒီမှာကြည့်ခေါင်းခွဲသွားပြီဆိုပြီးပြောတော့ကျွန်တော်လဲဒေါ်ကြီးရဲ့ကျွန်တော်ကပဲညီမလေးကိုသာတောင်းပန်ပါတယ်ညီမလေးကတမင်လောက်တော့မဟုတ်တော့ပါဘူးကျွန်တော်မေးကြည့်ပါဦးမယ်ထွင်းငယ်ညီမလေးထွင်းငယ်ဒီကိုလာစမ်းဆိုတော့အိမ်ပေါ်မှာကောက်ကောက်လေးနေနေတဲ့ထွင်းငယ်လေးကမျက်နှာငယ်နဲ့ဆင်းလာခဲ့တယ်ညီမလေးဘာလို့သူများကိုအဲ့လိုလုပ်ရတာလဲအခုဘာပြောထားလဲသူများကိုမလုပ်ရဘူးလို့ပြောထားတယ်မဟုတ်လားပြောစမ်းဘာလို့အဲ့လိုလုပ်တာလဲကိုကြီးကလည်း
ထွင်းငယ်တမင်လောက်တာမဟုတ်ပါဘူးစစ်တိုက်တိုင်းကစားတာအဲ့ဒါခဲနဲ့ပြစ်မိသွားတာထွင်းငယ်တမင်လောက်တာမဟုတ်ပါဘူးထွင်းငယ်ကိုမရိုက်ပါနဲ့နော်နောက်မလုပ်တော့ပါဘူးဆိုပြီးငိုပါလေရောအော်ထွင်းငယ်ရဲ့အခုမရိုက်ပါဘူးကြီးတော့လည်းဘာမှစိတ်ထဲမထားနဲ့နော်နောက်ခါထပ်မဖြစ်အောင်ကျွန်တော်ဆုံးမပါမယ်အမေလည်းဆုံးမမယ်ပြောနေတာပဲဒီခါတော့ခွင့်လို့ပေးပါနော်ကြီးတော့ဘာဒီခါလဲအခုငါသမီးဖြစ်နေတာကြတော့ဘလူးတောင်းယူမှာလဲပြောလိုက်ရင်ဒီချိုးကြီးပဲအမေရောသားရောဒီလေတန်ပဲဟွန်းငါတော့လုံးဝမကြည့်တော့ဘူးနင်တို့မိသားစုငါကြောင်ကောင်းကောင်းသိစေရမယ်ဘူးမှလည်းဟိတမရဲပဲရှိရဲ့ငါဘာကောင်မလဲဆိုတော့နင်တို့သိစေရမယ်လာသမီးသွားမယ်ဆိုပြီးစောစောနဲ့ထွက်သွားတော့အမေကကျွန်တော်ကိုမျက်ရည်စစနဲ့ကြည့်ရှာတယ်အဲဒီနေ့ကစပြီးကျွန်တော်မိသားစုဘဝစိတ်ဆင်းရဲစရာတွေကြုံရတော့တာပါပဲအဲ့လိုဖြစ်ပြီးနောက်တစ်ညအမေခွေးတွေဦးလိုက်လားခါလိုက်မဦးပါဘူးဒီညမှာဘာလို့ဒီလောက်ဦးနေရလဲမသိဘူးတခိုးများကတ်တာလားမဖြစ်နိုင်ပါဘူးသားတို့မှာဘာမှမရှိရတခိုးလားမခိုးတော့ပါဘူးစားတယ်ဖြစ်သားမင်းတယောက်ပြောနေတော့အာနားတယ်အမေကိုကြီးနားတယ်ဘိုင်ရက်နားတယ်ဆိုပြီးထွေးငယ်လေးကထားဟောပါလေရောဟဲ့သမီးထွေးငယ်ညီမလေးထွေးငယ်ဘာဖြစ်တာလဲမသိဘူးကိုကြီးနားတယ်ဘိုင်ထဲမှာနားနေတယ်သမီးလေးဒီဆေးလေးတောက်လိုက်နားသေးလားအရန်နာနေလားစားများမှားလို့လားစားတယ်ဖြစ်တယောက်တစ်ပေါက်ပြောနေရင်အမေကိုကြီးဟိုမှာအင်းရှင်းမှာမိမတယောက်ဇွေဖားလာချပြီးရက်နေတယ်လက်ရက်ခေါ်နေတယ်အေးကြောက်တယ်သမီးကြောက်တယ်တားမင်းနေအောင်ဗျိုင်းလူရေးလိုက်မိတယ်အဲ့ဒီချိန်အမေကတာလူလေးဖျားစင်ကပေးအေးပြီးတော့ယူစမ်းတာလူလေးတာအောင်မြတ်သားဖျားစင်ကပေးအေးပြီးတော့ယူလာခဲ့စမ်းမြန်ပေးအမေကိုမြန်ပေးဆိုပြီးပြည့်အိမ်နဲ့ထွင်းငယ်ကောင်းကိုဖျမ်းမိလိုက်မှငိုတိတ်သွားတယ်သမီးလေးမြင်သေးလားခုနမိမကိုမြင်သေးလားအမေခုနမိမမရှိတော့ဘူးဘိုင်းတွေကလည်းမနာတော့ဘူးကောင်းသွားပြီအေးအဲ့ဒါဆိုအိတ်လိုက်နော်ကောင်းသွားပြီမေသမီးလေးဘာမှဖြစ်တော့အမေဘာလဲတာခုနညီမလေးမြင်တာဘာလဲဘာလို့ကျွန်တော်တို့ကမတွေ့ရတာလဲဘာမှမဟုတ်ဘူးထားလိုက်တော့ဒါလည်းအိတ်တော့မနဲ့ကြော်ရအောင်မယ်အိတ်တော့ဆိုပြီးအမေကတစုံတစ်ခုကိုတွေးနေတယ်လို့ပဲနောက်ရက်တွေလည်းထွင်းငယ်လေးကညဘက်ရောက်တာနဲ့ဘိုင်းနာပြီးကြောင်ကန်းတွေအော်နေခဲ့တယ်ကျွန်တော်လည်းဆရာသမားတွေပြကြည့်တာပေါ့ဒါပေမဲ့ရောဟာမသက်သာဘူးရွာထဲကအဖိုးခင်ပြောတာကတော့ညီမလေးဖြစ်တာသူ့ရိုးသားရုံမဟုတ်ဘူးတဲ့ပြူသားခံရတာတဲ့ရွာမှာပြောကကူတဲ့ဆရာတွေလည်းမကူနိုင်တော့ဘူးယောဂကလည်းတနေ့တစ်နေ့ပိုဆိုးလာတယ်ဗိုက်ကြီးကပူးလို့ထမင်းလည်းစားမဝင်တော့ဘူးအမေဆိုငိုလိုက်တာဗျာကျွန်တော်ဆိုလဲထွင်းငယ်လေးခံစားနေရအောင်ကြည့်ပြီးအန်ကြီးပေါ့ဘယ်သူပဲဝါဆိုတော့တိကျမသိတော့ဘာမှပြောလို့မရဘူးထွင်းငယ်လေးကတော့နောက်ဆုံးမှအဲ့ဒီယောဂနဲ့ပဲဆုံးသွားခဲ့တယ်ထွင်းငယ်လေးအာသဝချိုင်းနေမှာတုတ်တံပေါ်မှာလက်ရတွေဝဲနေတာအများကြီးပဲအမေနဲ့ကျွန်တော်ကတော့ထွင်းငယ်လေးလောင်းကိုဖတ်ပြီးငိုရလုံးလို့အတန်တောင်ထွက်နိုင်တော့ဘူးအဖိုးခင်ကကျွန်တော်မခုံကိုလာဖတ်ပြီးတာလူလေးမင်းညီမသေးတာသူများပြူစားလို့ကွာအဖိုးတော့ဒေါ်ဘူးမကိုတိတ်မသိငါဘူးသူတမီးနဲ့ထွင်းငယ်ရန်ဖြစ်ပြီးနောက်ပိုင်းထွင်းငယ်ဒီလိုဖြစ်တာဒါမသိငါစရာပဲအဖိုးခင်ကအဲ့လိုပြောတော့ကျွန်တော်ထွင်းငယ်လောင်းကိုချစ်ချစ်ပါအောင်စောက်ကင်ပြီးညီမလေးထွင်းငယ်အခုညီမလေးကိုရက်ဆက်စွာလှုပ်ခဲတဲ့သူတွေကိုလက်စားပြန်ချိန်မယ်အကိုဂရီပေးတယ်ဒီရောမှညီမလေးလို့ဘယ်သူမှမဖြစ်စေရတော့ဘူးအကိုဂရီပေးတယ်အဲ့လိုနဲ့ထွင်းငယ်ရက်လေနေမှာပဲရွာကနေအောင်မြတ်သားတယောက်ပျောက်သွားခဲ့တယ်ဘယ်သွားမယ်ဘာလုပ်မယ်ဆိုတာလည်းဘယ်သူမှမသိဘူးမိုင်းလာတယောက်ကတော့အယုံမီဝိုင်းပေါ့သမီးလည်းဆုံးသားကလည်းဘယ်ရောက်လို့ရောက်မှမသိအဲ့လိုနဲ့ရော်ရွက်တွေကျွေးရွက်သစ်တွေဝေပြီးနှစ်တွေတစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးသွားခဲ့တယ်၃နှစ်ခန့်ကြာပြီးတော့အသက်18နှစ်အရွယ်လူငယ်တယောက်တာယာကုန်းရွာကိုရောက်လာခဲ့တယ်အင်းကြီးပြူလေကလုံးနဲ့ရောလုံးကြီးကိုကြားနာဆောင်ဝှက်ဆင်ထားတယ်ရွာထဲဝင်လိုက်တာနဲ့ရွာထဲကကြော်တဲ့ပြက်လေးကရင်ထဲဖွယ်ရမြင်လိုက်ရတယ်ရွာကလူတွေကလည်းလူငယ်လေးကိုထူးဆန်းစွာကြည့်နေကြတယ်ဘယ်သူလဲပေါ့အဲ့ဒီအချိန်ဟေးမင်းအောင်မြတ်သားမဟုတ်လားဖိုးခင်ရဲ့စကားအားလုံးဖိုးခင်ရဲ့စကားဆုံးမှာအားလုံးသတိထားမိလာတယ်ဟေးဟုတ်တယ်အောင်မြတ်သားကွာတကယ်ချင်းအောင်မြတ်သားမင်းရွာပြန်လာရနော်ဆိုပြီးတကယ်ချင်းတွေကနှုတ်ဆက်ကြဝမ်းသာအားကြိုဆိုကြတာမြင်တော့ဖိုးခင်တယောက်ပြုံးမိလိုက်တယ်ဖိုးခင်ကျွန်တော်ရွာပြန်လာပြီအခုကျွန်တော်အရင်ကအောင်မြတ်သားမဟုတ်တော့ဘူးလွန်ခဲ့တဲ့3နှစ်ကကျောင်းညီမလေးကိုပြူစားခဲ့တဲ့သူတွေကိုလက်စားချေပြီးတော့ကြုတ်ပြန်လာတာအမေရှိသေးလားမင်းအမေလားရှိပါကွာသူကအခုတရားပေါင်ကိုဝင်သွားပြီခုဆိုဆရာလေးလင်ကစားတာဖြစ်နေပြီကွာအောင်မြတ်သားကအရွယ်နဲ့မလိုက်အောင်တီကြီးလေးနဲ့တဲ့အပြုံလေးပြုံးလိုက်တယ်အဖိုးကြီးတို့ရမှာမကောင်းတဲ့အောင်လန့်တဲ့လူတွေကိုဒုက္ခပေးနေတဲ့သူရှိတယ်အဲ့ဒါကိုကျွန်တော်ကူညီပေးမလို့လာတာအခုအမေကိုဒီကားနေပဲဂလောလိုက်တော့မယ်
အရင်ဆုံးရွာလေလန်းကလူမိုင်သွားမယ်ဟင်ဟာအားလုံးအံ့ဩသွားကြတယ်ဒါလေးကတော့အောင်မြတ်တာနဲ့ဘုံမမှာဖြစ်အပိုင်းချင်းဖြစ်ပါတယ်အောင်မြတ်တာနဲ့ဘုံမမှာဖြစ်အပိုင်းချင်းကိုနောက်နေ့မှာစတင်ပြီးတော့မှာမို့လို့ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာ